ဟုတ်ပါအဲ့ကြောင်းတောင်ဆုံးကနေပြီးတော့အဲ့အစွန်လေးမှာကတ်နေတဲ့ကောင်ကနေဆွဲထည့်လိုက်ပြီးတော့ကြောင်းတောင်ဆုံးမှာကတ်နေတာလေးရှိလက်ကမငြိမ်ဖြစ်ဒါသီလဝီသောသနေတိန်တော်ကြီးရဲ့တောက်မှာကတ်နေတဲ့ရေခဲချောင်းလေးတွေအဲဒီကနေနောက်မှာမြင်ရတဲ့တစ်ပင်တန်းတွေဟာစောစောကပြောတဲ့အတိုင်းပါပဲကန်ရင်နှွဲပြီးတော့တချို့ပင်ကြီးတွေကတော့မြို့ထဲမှာကုံကြိုးကြပြတ်ကြလို့မိတွေလည်း3-4ရက်ခုပြက်လို့မြို့ထဲမှာအိမ်နေမိလာတဲ့အိမ်တွေမှာပေါင်းနေကြရတကယ်ကိုပဲဒုက္ခတွေစကားနေလို့ဖြစ်နေပါပြီဦးဇင်းတို့ကြောင့်ကလည်းမိရလာတည့်ရမလာတည့်ရဆိုတော့သူများကိုကယ်ဖို့နေတာကိုတော်မှအပူအေးမြအောင်ဘယ်လိုနေရမလဲဆိုတော့အဲ့ဒါတော့အခက်ခဲတွေ့နေတာပါအမှန်တမ်းကောင်းတဲ့ဟာတွေရှိတယ်လို့တစ်ချက်ဆိုးရတဲ့ယာတိဥတုတွေကလည်းပဲလူလေးရဲ့အသက်ကိုပျောက်လို့မတတ်ဖြစ်အောင်ခံစားရပါတယ်မြန်မာပြည်မှာမီး3-4ရက်မလာလဲကိစ္စမရှိပါဘူးဒီနိုင်ငံမှာ4-5နာရီမလာတော့ဘူးဆိုရင်တော့အားလုံးကဖြိုဖျက်ပြိုလဲကုန်ပါတယ်ဒါကြောင့်မလို့တီထွန်းဆန်းစစ်ထားတဲ့ဒီပစ္စည်းများဟာကိုယ့်ပြန်ပြီးတော့ထိန်းသိမ်းနိုင်ဖို့တော့မှဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတစ်ခါကြောက်လို့လည်းအတွေးဝင်မိပါတယ်ဒါဆိုလို့ရှိရင်တိုးတက်တာလည်းအနိစ္စပဲမတိုးတက်တာလည်းအနိစ္စပါပဲအားလုံးဟာပေါ်လာပြက်ကြအနိစ္စဒုက္ခအနတ္တသဘောတရားတွေကြည့်ပါပဲဟုတ်ကဲ့ပြောတော့အကြဦးစင်ပြောရကြတော့ပြောပြောလာစွတ်ပြောပါဖြစ်ဖြစ်အဲ့ဒီပင်ကြီးဆိုလို့ရှိရင်ခါတဲ့ပင်ပေါ်အောင်နေတော့ဖြောင်းတော့မတန်လာကင်မရာတော့မဆောင်နဲ့သူကဘယ်လိုပဲဖြစ်ဖြစ်